အားလုံးပဲမင်္ဂလာပါခင်ဗျာ Book Wave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာစောစောအောင်ရေးသားထားတဲ့ရှားလူဆိုတဲ့ဝတ္ထုရဲ့အခန်း၅ပဲဖြစ်ပါတယ်ခင်ဗျာအရှိရအခန်းတွေကိုနားဆင်ခြင်းတော့အောက်က description မှာရှိတဲ့ link ကိုနှိပ်ပြီးတွားရောက်နားဆင်နိုင်ပါတယ်ခင်ဗျာရှားလူအခန်း၅ချင်းမြတ်တာခောက်ဆွဲဆိုင်ဖွင့်၍တလားပြေတော်နေ့တလားပြေတော်အထိမ်းအမှတ်အဖြစ်ပွဲလန်းကျင်းပကြသည်အောက်ထပ်တစ်ထပ်လုံးစက်ကူပန်းရောင်စုံတွေစက်ကူဖဲချိုးရောင်စုံတွေမီးလုံးရောင်စုံတွေဆင်ထား၏တကယ်မင်္ဂလာခမ်းမအတိုင်းပြင်ထားသည်ရောင်စုံဘူပေါင်းများအစီအီချိတ်ဆွဲထားသည်တဲခိုသူများကိုတညက်နေစာအရက်အလကားတိုက်သည်ညစာအလကားကျွေးသည်အခန်းတိုင်းကိုပန်းအိုးများပန်းချင်းအောင်များဖြင့်လှပစွာပြင်ဆင်ထားသည်အခန်းတိုင်း၏မျက်နှာချက်တွင်ရွှေရောင်ငွေရောင်စက်ကူဖဲချိုးများတွေ့တန်း၍ရောင်စုံဘောလုံးများချိတ်ဆွဲပေးထားသည်တဲခိုသူများကိုသာမကရွာကလေးထဲမှလာသမျှလူတွေကိုအရက်အလကားတိုက်သည်ရွာထဲကအရက်သမားများပွဲကြီးပွဲကောင်းတွေ့နေကြသည်ချင်းမြတ်တာခောက်ဆွဲဆိုင်တလားပြေတော်နေ့အထိမ်းအမှတ်အဖြစ်ကျွေးမွေးနေကြောင်းအရက်အလကားတိုက်နေကြောင်းတည်င်းစကားပြန့်နှံ့သွားသည်နှင့်လူတွေကတဖွဲဖွဲလာနေကြသည်မြတ်တဲ့မြင့်ထွန်းနှင့်ကိုကြီးကျွဲတို့လွန်စွာအလုပ်များနေသည်စပွဲတို့လူရွယ်များကလည်းလက်မလဲအောင်မအားလက်ရအောင်ဖြစ်နေသည်ညနေ9 နာရီမထိုးမချင်းအစားအစာဖွင့်မပေး၍တော်တော့သည်မဟုတ်လျင်ဆိုင်မှာရှိသမျှအစားအစာတွေကုံအောင်စားပြစ်ကြလိမ့်မည်ချင်းမြတ်တာမှာအလကားရသောအရက်ကိုလာတောက်သူတွေပြည့်နေသည်လောလောဆယ်တွင်အယောင်းဝယ်သမားများကုန်တယ်ကြီးများရောက်နေသည်အားလုံးလူ23ယောက်ရှိ၏အားလုံးမှာစီးပွားရေးသမားများပေါင်ဖိုသမားများဖြစ်ပါ၏ယာဒီထွက်ကုန်များဝယ်ယူရန်စုဝေးလာကြသောတကယ်ကုန်တဲ့အစ်စ်များလည်းပါ၏ကြက်သွန်ပြူဝယ်ရေးလက်ဖက်ချဝယ်ရေးစသည့်တရားဝင်ထွက်ကုန်ပစ္စည်းများကိုပါဇက်ကပြောတော်လဲကြက်သွန်ဖြူလက်ဖက်ချောက်တို့ကိုတကယ်ဝယ်သည်မဟုတ်သို့တော့သူတို့ကိုသူတို့ကြက်သွန်ဖြူပွဲစားလက်ဖက်ချောက်ပွဲစားဟုပြောကြ၏သူတို့အချင်းချင်းလဲပွဲစားကြီးနဲ့ခေါ်ဝေါ်ကြ၏ထိုပွဲစားကြီး23ယောက်ကိုတတ်နိုင်သမျှလိုလေသေးမရှိရလေအောင်ပြုစု၏အကောင်းဆုံးအစားအစာအကောင်းဆုံးအရက်တွေကိုလိုလေသမျှဖြည့်ဆည်းပေးကြ၏တလပြေသောအထိမ်းအမှတ်နေ့မရောက်ခင်3ရက်လောက်ကနောက်ထပ်ဧည့်သည်6ယောက်ထပ်မံရောက်ရှိလာသည်အတော်ခက်ခက်ညာညာထဲထဲဝါဝါရှိသောလူ6ယောက်အားလုံးအသက်30ကျော်40ပတ်ဝန်းကျင်လူလက်ပိုင်းများဖြစ်ကြ၏သူတို့ကြည့်ရသည်မှာရိုးရိုးကုန်တဲ့ပွဲစားများနှင့်မတူရုပ်ရှင်ဇာတ်လိုက်တွေနဲ့တူသည်ဝေပေါ်ပေါ်တုံးသည်အဝတ်အစားအပြင်စဉ်အတုံးဆောင်ပစ္စည်းတွေမှာလည်းလက်ဆွဲအိတ်လက်ဆွဲတက်တာကအစအဖိုးတန်တွေကြီးဖြစ်ကြသည်ဒီလူစိမ်းဧည့်သည်6ယောက်ရောက်လာသောအချိန်မှစ၍စိုးအောင်ကိုအရေးအယောင်မျှမမြင်ရစိုးအောင်ကိုရောင်ဖြောင်းနေသည်ရောက်ပြီးနောက်တစ်ရက်တွင်ရွာထိပ်ရှိဥရွှေညိုနေသောအိမ်တို့လူစိမ်း6ယောက်ရောက်သွားကြသည်ပုံရှိုးကွယ်ရှိုးသွားသည်မဟုတ်ပြောင်ပြောင်တင်းတင်းပင်ဥရွှေညိုအိမ်မှဂျစ်ကားလွှတ်၍ခေါ်ယူပင့်ဖိတ်ထမင်းကျွေးခြင်းဖြစ်သည်သူတို့6ယောက်ဥရွှေညိုအိမ်တို့သွားနေသောအချိန်တွင်စိုးအောင်ဘယ်နေရာကပေါ်လာသည်မသိပေါ်လာ၏အပေါ်တက်တို့တက်၍ချိုးတက်ထားအခန်းသို့သွားသည်တကားကိုခောက်၍ဖွင့်ပေးအောင်မဆောင်တော့ဘဲတွန်းဖွင့်ဝင်သည်တော့မခတ်ထားအိုးရှင်တနေ့လုံးကကိစ္စကိုတောင်းပန်ရအောင်လာတာပါစိတ်မဆိုးပါနဲ့တော့မတ်ချိုစိတ်မဆိုးဘူးဆိုတာတော့သိပါတယ်လေဒါပေမဲ့အခုလိုလူကိုယ်တိုင်လာတောင်းပန်တဲ့နဲ့ထင်လို့လာတောင်းပန်တာပါရုတ်တရက်အံ့ဩသောအမူအရာတော့ပေါ်သွား၏သို့တော့ချစ်ချင်းမျက်နှာအမူအရာပြောင်းသွား၏စိတ်မဆိုးဘူးလို့ဘသူကပြောလို့လေအမှန်တကယ်ပြောရရင်ဘလို့မှခွင့်လွတ်နိုင်စရာမရှိဘူးကြည်လည်းမကြည်နဲ့ဘူးကျွန်တော်တောင်းပန်ပါတယ်ဗျာကြည်နဲ့ပါတကယ်လှိုက်လိုက်လဲတောင်းပန်ပါတယ်ကြည်နဲ့ပါဟုတ်လားရှင့်လို့ဘလို့မှအကောက်ကြံမှုစိတ်မကူဘူးရိုးရိုးတတခင်ခင်မင်းမင်းမိတ်ဆွေအဖြစ်လက်ဖက်ရည်နဲ့ဧခန်းရှင်ကျမကိုမေးစေးပေးပြီးကျမအခန်းကိုအကုန်မှွေနောက်ရှာသွားတယ်ဒါကိုကျမကျင်းနေရမှာလားချိုတက်ထားဟန်လို့ပြောနေသည်ကိုစိုးအောင်သိ၏စိုးအောင်နှစ်လိုပွဲရာပြုံးနေသည်ပြောစမ်းပါဦးကျမအခန်းကိုရှာဖွေသွားလိုက်တာရစရာမရှိဘူးရှင်ဘာတွေများတွေ့သွားသေးလဲပြောစမ်းပါဦး
ကက်ကက်လန်အောင်ရန်တွေ့တတ်သည်ဟုသောစကားကြားဘူး၏ကက်ကက်လန်ကိုသူအသိပယ်မသိသို့သောချိုတထားရန်တွေ့နေပုံမှာကက်ကက်လန်နေသည်ဘာတွေတွေ့လဲဆိုတော့ကျွန်တော်ထိုင်ပြရစီအောင်မတ်ချိုရဲ့ပြောပြောဆိုဆိုအောင်ဝင်ထိုင်သည်ပွာရောင်းဖြစ်နေသောသပင်များကိုလက်နှင့်လှန်၍တက်လိုက်သည်ဘာတွေတွေ့လဲဆိုတော့မတ်ချိုရဲ့အလှအပအတုံးဆောင်ပစ္စည်းတွေတွေ့တာပေါ့မတ်ချိုတုံးတဲ့ရေမွေးနှံကိုကျွန်တော်သိပါတယ်လို့အောက်မေ့နေတာလက်ဆက်သက်တော့ဘာလ်မိန်ဆိုတဲ့ရေမွေးကိုအဲ့ဒီနေ့ကမှသိရတာ Revlon ကုမ္ပဏီကနောက်ဆုံးထုတ်တဲ့ရေမွေးမဟုတ်လားတင်းတင်းကလေးနဲ့ရင်တယ်လေအနံ့ကဒါအကြောင်းမတ်ချိုကိုကအမြဲမှုှနေတာနော်စိုးအောင်အမူအရာမှာညနေဘေးမှာပြောင်ဆက်မဟုတ်ပေမဲ့တမင်လှုပ်ပြောနေမှန်းသိတာသည်ရှင်ပောက်ကရပြောမနေနဲ့ချောကလက်ရောင်အညိုနုနုပန်းခတ်များပါတော့ဘလောက်စ်အင်ကြီးလက်ပြတ်မှာပါလွန်လာသည်ခါနေရာတွင်ကျိုးစီးထား၍အောက်သို့ဝိုက်ဆင်းသွားသည်လုံကြီးမှာနွားနိုများထည့်ဖြော်ထားသော Nest Coffee ရောင်အညိုနုပြောင်ခါကိုထောက်၍စိုးအောင်ရှိမှမတ်တက်ရက်နေသည်မချိုထိုင်လေစိုးအောင်ပြုံးနေရမှရေမောလိုက်သည်နှစ်ဖူးထပ်သို့ကျလာသောစပယ်များကိုလက်တန်းကလေးဖြင့်မတင်လိုက်သည်မချိုကလည်းဗျာတောင်းပန်နေတာကျင်းတ်ပါတော့ဆိုနေမှကျွန်တော်ဘယ်လိုဆက်တောင်းပန်နေရအောင်မလဲဗျာဟင်မချိုခြေထောက်ကိုဖတ်တောင်းပန်ရမှာလားဟင်ပြောလေမချိုချစ်ဖမိုးလေးတွေတိတ်လာတာပဲထက်တောင်းပန်ဆိုလဲတောင်းပန်ပါမယ်ဗျာစိုးအောင်ဆိုဖာပေါ်မှထား၍ချိုတထားရှိတွင်ဒူးထောက်ထိုင်ချလိုက်သည်ခြေချင်းဝက်ကိုလှမ်းကင်တော့မလို့အိုးဘယ်လိုလဲချိုတထားထိတ်ပြပြဖြစ်သွားသည်ခြေထောက်ဖက်ပြီးတောင်းပန်ရင်တော့ကြည်ပါရင်တော့မချိုအိုးမလုပ်ပါနဲ့နောက်တော့ဆိုသွားသည်စိုးအောင်ဒူးထောက်ထိုင်နေရာကကျမ်းပြင်ပေါ်မှာတင်ပြင်ခွေထိုင်ချလိုက်သည်ချိုတထားကိုမောကြည့်လိုက်သည်ချိုတထားခါထောက်နေရာမှလက်ကိုချလိုက်သည်သူဘာလို့ရမှန်းမသိဦးကြောင်ဖြစ်နေသည်တင်ပြင်ခွေထိုင်နေသောစိုးအောင်ကိုကြည့်နေသည်စိုးအောင်ပြုံးပြသည်ကျွန်တော်ပြောစရာရှိတယ်တီတီချာချာနားထောင်ပါအရေးကြီးတယ်မချိုရှင်ထိုင်ပါအောင်မချိုအရေးကြီးတဲ့စကားပြောစရာရှိတယ်ဒီကိုလာရင်ကလည်းအဲ့ဒီအကြောင်းပြောဖို့ပဲဩထိုင်ပါအောင်လို့ဆိုနေမှစိုးအောင်လက်ရဲစရဲနဲ့ချိုတထားလက်ကိုဆွဲ၍ဆိုဖာပေါ်မှာအထိုင်ခိုင်းလိုက်သည်သူလည်းမချိုဘေးမှာဝင်ထိုင်သည်လက်ကိုမလွတ်ပဲကင်ထားတော့မယ်ချိုတထားကလက်ကိုမတိမတာယုံ၏စိုးအောင်မလွတ်ဇွတ်ပေကင်ထားသည်ချိုတထားမယုံတော့မချိုလွန်ခဲ့တဲ့4ရက်ကဒီကိုလူစိမ်းဧည့်သည်6ယောက်ရောက်လာတာသိလားခေါင်းရမ်းပြ၏ဒီနေ့ဆိုင်ဖွင့်တာတလားပြည့်တဲ့နေ့ဆိုတာကိုသိလားခေါင်းငိမ့်ပြ၏ဒီညလူ6ယောက်လောက်ကျွန်တော်ရှင်းရလိမ့်မယ်ထင်တယ်ရှင်းဟန်ဆောင်လာလားတကယ်ပဲလားဆိုဒီကိုချိုတက်ထားတာလျင်သိပေလိမ့်မည်လူကဲခက်ကောင်းပါသည်ဆိုတော့လူပါလူနဲ့စိုးအောင်ပင်မသေးကြအဲ့ဒီလူစိမ်း6ယောက်ကိုကျွန်တော်တက်ရလိမ့်မယ်ညိုရောင်ပြာရောင်ရှွန်းလဲနေတော့မျက်လုံးညိုညိုကြီးများဖြင့်စူးစူးရဲရဲကြည့်၏ဘာလို့ဒါကိုလာပြောတာလဲဘာအကြောင်းများထူးလို့လဲကျမကိုဒီအကြောင်းဘာလို့လာပြောတာလဲဖြည်းဖြည်းအေးဆေးစကားတစ်လုံးချင်းတမင်အလေးအနက်ပြု၍မေးလိုက်သည်သိစေခြင်းလို့ပြီးတော့ကျွန်တော်ဒီတညမတ်ချိုအခန်းမှာအိပ်ပြရစေအိုးဒီလိုပါကျွန်တော်တညဒီအခန်းမှာခိုနေပြရစေဒါရှင်ပိုင်နဲ့ဆိုင်ပဲရှင်နေခြင်းတဲ့အခန်းမှာနေလို့ရတာပဲကျမအခန်းမှာမှဘာလို့နေခြင်းရတာလဲအကြောင်းရှိလို့ပေါ့ဘာအကြောင်းလဲဖြည်းဖြည်းတော့ပြောပြမှာပေါ့ရှင်ဘာတွေလုပ်နေတာလဲဘာတွေကြံစီနေတာလဲဩပြောပြီးပြီပဲလူ6ယောက်ကိုရှင်းမလို့စောကလေးတင်ပဲအဲ့ဒီလူ6ယောက်ဦးရွှေညိုအိမ်ထမင်းစားဖိတ်လို့တွားစားကြတယ်သူတို့တွားချင်းသူတို့နေတဲ့အခန်း3ခန်းကိုကျွန်တော်ဝင်ခဲ့တယ်ဝင်ပြီးမှမတ်ချိုစီကိုလာတာအဲ့ဒီလူ6ယောက်ကဘယ်သူတွေလဲဘာလဲအဲ့ဒီလူ6ယောက်ကဦးရွှေညိုနဲ့အပေးအယူလုပ်ဖို့လာတာဦးရွှေညိုကစက်တွေပင့်ဖိတ်လို့လာတာ
ဦးရွှေညိုကဖိတ်ခေါ်လို့လာတာဆိုရင်ဘာလို့ဒီမှာတဲခိုရတာလဲဘာလို့တဲခိုတယ်လဲဆိုတာမက်ချိုတီးပြီးသားပါလေမက်ချိုလိုပေါ့ရှားလူနဲ့ရှားလူရဲ့လုပ်ငန်းတွေကိုရှားလူရဲ့အတိုင်းအဝိုင်းကိုအနီးကပ်စုံစမ်းထောက်လှမ်းဖို့ပေါ့ကျမဘာမှစုံစမ်းထောက်လှမ်းစရာမလိုပါဘူးလောလောဆယ်နေစရာမရှိလို့လာနေတာကျမဆိုင်ကလေးကိုရှင်မဲအတင်းအဓမ္မနေရာဖယ်ခိုင်းလို့ဖယ်ရပြီးနေစရာမရှိဘူးရှင်ဒီမှာလုပ်ငန်းတွေလည်းရှိနေသေးတော့လာသေးရတာပေါ့ထားပါတော့အဲ့ဒါပါပဲလေကျွန်တော်ဒီတညဒီမှာခဏနေပြရစီဟိုလူ6ယောက်ပြန်လာပြီးလို့သူတို့ကိုရှင်းပြတာနဲ့ကျွန်တော်သွားပါမယ်နော်ကျမနားမလည်နိုင်တော့ဘူးနားမလည်နေပါစီပေါ့နောက်တော့နားလည်မှာပါလောလောဆယ်တော့9နာရီထိုးတော့မယ်မက်ချိုကိုကျွန်တော်တခုခုကျွေးပြရစီဒီဆိုင်ရဲ့ပိုင်ရှင်အဖြစ်နဲ့တလပြည့်တဲ့အထိမ်းမှတ်ပွဲမှာတခုခုကျွေးတဲ့သဘောထားပါအရင်တစ်ခါကကျမကိုမေဈေးနဲ့လှုပ်သွားတယ်ဒီတစ်ခါတော့အသေးတက်သွားမှာလားမတက်ပါဘူးဗျာမက်ချိုလိုတိတ်လာတဲ့မိန်းမတစ်ယောက်ဟာလောကကြီးကိုအလှတစားဆင်ဖို့တာဝန်နေကြံသေးတယ်ဘယ်မှာစောစောစီးစီးတေးလို့ဖြစ်မှာလဲတော်စမ်းပါရှင်ကဲကျွန်တော်စားစရာလေးတွေတွားမှလိုက်အောင်မယ်ဒီအခန်းထဲမှာပဲပြင်ဆင်စားကြတာပေါ့စကားလည်းပြောရင်ကျွန်တော်ဆိုင်ကခောက်ဆွဲဆိုင်အစုပ်ပေမဲ့အခန်းကိုမှားစားလို့ရတဲ့နိုင်ငံတကာဟိုတယ်ကြီးတွေလောက်အစားအသောက်ကောင်းကောင်းရှိပါတယ်ဗျာကျမရှင့်ကိုတကယ်နားမလည်ဘူးစိုးအောင်လက်ကိုမြှောက်ပြနှုတ်ဆက်ဟန်လုပ်၍ထွက်သွားသည်ချိုတက်ထားသည်အမှန်ပဲနားမလည်နိုင်ပဲကြံရစ်သည်ချစ်ကားရက်တန်နှုတ်ဆက်တန်ချစ်ကားဂီယာပြောင်း၍ပြန်ထွက်သွားတန်ကြားရ၏ငွေသိန်းကောင်တာမှကိုကြီးကျွဲအပေါက်ဝတို့ကြည့်လိုက်သည်6ယောက်ပြန်လာသည်3ယောက်မှာအတော်မူးနေပုံရ၏ကြံ3ယောက်ကဟန်သိမ့်မပြတ်လှကာဂီအစိမ်းပုတ်ရောင်ဘောင်းမီရှိအင်ကြီးလက်ရှိများစင်တူတတနာနာဝတ်ဆင်ထားသည်ဆိုင်ထဲမှာလူ50ယောက်ရှိနေသည်ဆိုင်မအလကားတိုက်တော့အရက်ကိုတောက်နေကြရ၍အစားအစာကိုတော့ဝေပေးမှစားကြသည့်သူတွေဖြစ်ကြသည်ဝင်လာသူ6ယောက်မှာအရက်မူးနေသူ3ယောက်အလဲစပွဲအလွတ်တစ်ခုတွင်ဝင်ထိုင်လိုက်ကြသည်တယောက်ကစပွဲကိုလက်သီးနှင့်ထု၏ဟိတ်ကောင်တွေလာခဲ့စမ်းအရက်ယူခဲ့စပွဲတို့လူရွယ်လေးတယောက်ကရိုးရိုးတေးတေးစပွဲသားတို့လာ၏ဘာသုံးဆောင်မလဲခမမင်းတို့ဆိုင်အစုပ်ပလုတ်မှာရှိတယ်အကောင်ဆုံးအရက်ယူခဲ့စမ်းဘာရှိလဲဂျော်နီဝါကာရက်လီပဲရှိပါတယ်ခင်ဗျာအေးအဲ့ဒါယူခဲ့စားစရာအကောင်ဆုံးယူခဲ့တွားစမ်းကွာမြန်ကြံလူ3ယောက်ပါဝင်ထိုင်လိုက်သည်သူတို့ရောက်နေဒီမှာ4ရက်ရှိနေပြီတခါမှစူစူပူပူမလုပ်အေးအေးငြိမ်ငြိမ်ရှိနေ၏အခန်းပြင်တို့ပင်တိတ်မထွက်ကြဒီညစူစူပူပူလှုပ်ခြင်းမှာတမင်လှုပ်ခြင်းလားဟုစဉ်းစားဖွယ်ရာဖြစ်လာ၏အရက်ပလင်းနှင့်ဖန်ကွက်များကိုယူလာသည်စပွဲတို့လူရွယ်ကရိုးရိုးတေးတေးဆက်ဆံသည်ဖန်ကွက်များကိုစီ၍ချသည်ပလင်းကိုဖွင့်ပေး၏ဝူးနေသောလူတစ်ယောက်ကဖန်ကွက်တစ်လုံးကိုကောက်ကင်သည်မီးရောင်တွင်ထောင်ကြည့်၏ဖန်ကွက်ကိုမစေးဘဲနဲ့ယူလာတယ်ညဉ့်ညမ်းစွာဆဲရည်၏ထို့နောက်ဖန်ကွက်ကိုစပွဲပေါ်မှလက်နှင့်ရိုက်ချသည်ဖန်ကွက်များလွင့်စင်ကွဲကြကုန်၏လူတွေဝိုင်းကြည့်ကြသည်အရက်ကောင်တာမှမြင့်ထွန်းကညမှန်ကိုင်းကိုနှာခေါင်းပေါ်မှမတင်ပြီးလှမ်းပြော၏ဟဲ့ကောင်တွေဖန်ကွက်အသက်လဲပေးကွာမင်းတို့တွေကလည်းတန်တန်ရှင်းရှင်းလုပ်ပေးမှာပေါ့တွားမြန်လဲမူးနေသူတယောက်ကမြင့်ထွန်းကိုလှမ်း၍ဆဲ၏မင်းကဘာကောင်လဲကွာဟေးတမင်စနေမှန်းတိတာသည်မြင့်ထွန်းကောင်တာမှထွက်လာသည်အကိုကြီးတို့ကျေနပ်အောင်လုပ်ပေးပါမယ်ဗျာစိတ်မရှိပါနဲ့လူငယ်ကလေးတွေဆိုတော့နည်းနည်းပါးပါးချွတ်ယွန်းတာရှိရင်တဲကြီးခံပါဗျာရပါတယ်ကိစ္စမရှိပါဘူးအရက်မမူးသောလူကြီးကြီးကမင်းပြောသည်တယောက်ကစူပူရန်ကားတယောက်ကလေအေးအေးနဲ့ဝင်ထိန်သူတို့ပြည့်ရဲ့ကိုမြင့်ထွန်းသဘောပေါက်လိုက်သည်ဖန်ကွက်အစ်များလာချသည်ဝက်နံယူကျော်ထဲထားသောဘဲဥပကံပြားကြီးလဲလာချသည်ငါမှားတာကြက်ကြောကွာဒါတွေကဘာလဲဟမ်ပကံကိုကန်၍လွတ်ပစ်လိုက်သည်
တောင်းပန်ပါတယ်ဗျာကြက်ကြော်နဲ့လဲပေးပါမယ်မြင့်ထွန်းကတောင်းပန်သည်လူတွေအားလုံးဝိုင်းကြည့်နေကြသည်စပွဲတို့လူရွယ်ကလေး၃ယောက်ရောက်လာသည်ဝေသိန်းကောင်တာမှကိုကြီးကျွဲကဘာမှမဖြစ်သလိုကာတွန်းစာအုပ်ဖတ်နေသည်နောက်ဖေးဘက်မှမျက်တဲ့ထွက်လာသည်အင်ကြီးမပါဘောင်းမီတူပေါ်မှာအဝိစတစကိုခါရင်ပတ်ထားသည်လက်ထဲမှာခောက်ဆွဲကြော်သောတန်ရောင်းမာကြီးကင်ထားသည်အဘဘာဖြစ်တာလဲအော်ကွာဒီကအကိုကြီးမာလာကကြက်ကြောဝက်နံရိုးကြော်နဲ့မှားယူလာတော့ဟေးဒါတွေလှဲချင်းပြစ်လိုက်ကြက်ကြော်တပွဲအမြန်ဆုံးလှုပ်လာခဲ့ညက်တစ်ကစပွဲတို့လူရွယ်ကိုလှမ်းမေးလိုက်သည်ကြက်ကြော်မှားတာဆိုမင်းကနံရိုးကြော်ဆိုလို့ငါကနံရိုးကြော်လှုပ်ပေးလိုက်တာစပွဲတို့လူရွယ်ကဒီကအကိုကြီးတွေကအကောင်းဆုံးအစားအစာတွေတပွဲလို့မှားတာပါကြက်ကြော်လို့မမှားပါဘူးနံရိုးကြော်ပကံကိုလွတ်ပြစ်သူကတစ်တစ်ခွခွဆဲပြန်သည်ဆဲယုံမြမကစပွဲတို့လူရွယ်ကိုလက်တီးနဲ့ထိုးမြည်ပြူ၏ပြေးပြေးလဲလဲပြောရင်ရပါတယ်ဗျာဒီကနောင်ကြီးကတိတ်မူးနေပြီနည်းနည်းထိမ့်ပေးပါရပါတယ်ကြက်ကြော်လှုပ်ပေးပါမယ်မင်းကဘယ်ကကောင်လဲကွာမျက်တစ်ကိုလက်တီးနဲ့ထိုးရန်ရှေ့တူ၏လက်ကိုလွှဲ၍ထိုးလိုက်သည်မျက်တစ်ဘေးတို့အသာလေးရှောင်ပြီးလက်ထဲကတန်ရောင်းမနဲ့မျက်နာကိုဖျက်ရိုက်လိုက်သည်တန်ရောင်းမနဲ့နှာခေါင်းယိုးရေးရေးလဲလဲတွေ့သွားသည်အော်၍မျက်နာကိုလက်ဝါးနဲ့အုပ်ကင်သည်နောက်တစ်ယောက်လဲဘုံကနေထား၍ကလထိုင်ဖြင့်ရိုက်ရန်ကလထိုင်ကိုဆွဲမြောက်သည်မြင့်ထွန်းကတကောက်ကွေးကိုတက်နှင်း၍ဒူးထောက်ကြအသွားမျက်တစ်ကဂျိုးဆောင်ကိုတန်ရောင်းမဖြင့်ခုတ်၏နောက်တစ်ယောက်ထမည်အလုပ်တွင်ဘယ်အချိန်ကအနားကပ်လာမှန်းမသိသောကိုကြီးကျွဲကပခုံးကိုလက်ဖြင့်ဖိချလိုက်သည်အတင်းယုံထသည်ကိုကြီးကျွဲကလက်ထင်ကိုလက်ဝါးဖြင့်ရိုက်လိုက်သည်ဘေးတိုင်လဲကျသွားသည်အရက်မမူးသူ၃ယောက်ကအံ့ဩဖွယ်ရာကောင်းလောက်အောင်ပင်တီတီငိမ့်ငိမ့်ထိုင်နေ၏ဝင်လဲမဆွဲဝင်လဲမကူကလထိုင်တွေပေါ်မှာငိမ့်သက်စွာပင်ထိုင်နေကြ၏မူးနေသူ၃ယောက်ပိုးလိုပက်လက်ဖြစ်နေပြီအသက်အကြီးဆုံးနှင့်သူတို့အထက်တွင်အကြီးအကဲဖြစ်ဟန်တူသောသူကမြင့်ထွန်းနှင့်မြတ်တဲ့ကိုတလဲစီကြည့်၍ပြော၏ကျွန်တော်တောင်းပန်ပါတယ်ဗျာအရက်တိတ်မူးနေကြလို့တခါတခါဒီလိုပဲဖြစ်တတ်ကြပါတယ်ဘာပဲဖြစ်ဖြစ်ပကံခွက်ရောက်တွေကွဲသွားတာတန်ဖိုးလျော်ပေးပါမယ်ဟာကိစ္စမရှိပါဘူးဒီလိုပဲဖြစ်တတ်ကြပါတယ်ကျွန်တော်တို့ကဒါနောင်ကြီးတို့ကိုတောင်းပန်ရမှာပါဘလို့မှသဘောမထားပါနဲ့အစင်မသိလို့နားလည်မှုလွဲလို့ဖြစ်ရတာပါတောင်းပန်ခြင်းတောင်းပန်ရင်ကျွန်တော်တို့ကပဲတောင်းပန်ရမှာပေါ့မြင့်ထွန်းကလည်းအထာညက်သူဖြစ်သည်ဘာမှမဖြစ်သလိုပြပြတလဲတောင်းပန်သည်ကျုပ်ကဘိုးတက်အောင်ပါဘာပဲဖြစ်ဖြစ်တောင်းပန်ပါတယ်စကားပြော့ပြောင်းတော့လေညလုံးများကမီးတောက်နေသည်အာဟုတ်ကဲ့ခင်ဗျာတီးရတာဝမ်းသာလာပါတယ်ကျွန်တော်တို့အမှားအယွန်လုံးမိတာရှိရင်လည်းဘွေးမြူပါနဲ့မြင့်ထွန်းသည်အလွန်မှပဲအထာညက်သူဖြစ်သည်ပြပြတလဲရိုကျိုးစွာစပီလုံနေသည်ကျုပ်တို့သွားမယ်ပလင်းတော့ယူသွားမယ်အစားအသောက်တွေတော့မလိုတော့ပါဘူးဘိုးတက်အောင်ဆိုသူကဥဆောင်၍အပေါ်တက်ကိုတက်သွားသည်အရက်မူးသမား၃ယောက်တရီတရိုင်နဲ့လိုက်သွားသည်ကိုကြီးကျွဲကဘာမှမဖြစ်သလိုသူ့စပွဲသူပြန်သွားသည်မြင့်ထွန်းကရက်တစ်ကိုကြည့်ပြုံးလိုက်သည်ဟို၃ကောင်မှတလက်စာတဲ့တိန်ကျုံရိုက်ပစ်ချင်တာဟွန်းမလုပ်ပါနဲ့ကွာမင်းကလေတဲတော်တာကြီးတာကိုမောင်မြတ်တဲ့ရဲ့ဟိုခွေးမာသားဘယ်ရောက်နေလဲစိုးစိုးကတော့တွေးလိုက်သေးတယ်အပေါ်ထက်မှာကောင်မလေးနဲ့နေမှာပေါ့ကွာဤတွင်ရှားလူဝတ္ထုအခန်းကားပြီးပါပြီအဆုံးအထိနားဆင်ပေးကြသောပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမေတ္တာရက်ခံပါရစေခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ